ရှေ့ကလူကခြေလန်းတရားသာသွားချိန်မှာမိတ်ဆွေကမျက်စိမိတ်ပြီးအေးချမ်းနေရင်ရှုံးသွားမှာပေါ့ AI တွေ data တွေပြိုင်ဆိုင်မှုတွေနဲ့အရာရာဟာစက္ကန့်နဲ့အမျှပြောင်းလဲနေတဲ့ဒီခေတ်ကြီးမှာမိတ်ဆွေစဉ်းစားဘူးလားရှင်ဗုဒ္ဓတရားကအခုခေတ်မှာတကယ်ပဲလက်တွေ့မကျတော့ဘူးလားလွတ်ချပါရောင်ရဲပါတရားထိုင်ပါဆိုတဲ့စကားလုံးတွေကဘယ်ပြီးဆောင်နေရမယ့် career မှာရှေ့ရောက်ဖို့ရုန်းကန်နေရမယ့်မိတ်ဆွေတို့အတွက်အသုံးမဝင်တဲ့ပုံပြင်ဟောင်းကြီးတွေလိုခံစားနေရပြီလားရှင်တရားအထုတ်နေရင်သူများနောက်မှာကြံခဲ့တော့မယ်လို့မိတ်ဆွေတကယ်ပဲစိုးရိမ်နေတာလားလူတော်တော်များများကထင်တတ်ကြပါတယ်တရားဓမ္မဆိုတာဘုန်းကြီးကျောင်းမှာပဲထားကြရမယ့်အရာအိုမင်းမစွမ်းဖြစ်မှလေ့လာရမယ့်အရာလို့ပေါ့ဒါပေမဲ့မိတ်ဆွေတကယ်တော့မိတ်ဆွေတို့အမော်တကောပြေးနေရတာဟာလက်နက်ကောင်းကောင်းမပါပဲပြိုင်ပွဲဝင်နေရတယ်လို့ဖြစ်နေလို့ပါရှင်ဒီနေ့မှာတော့ဗုဒ္ဓတရားတော်ဟာအခုခေတ်အောင်မြင်သူတွေအတွက်ဘာကြောင့်အစွမ်းထက်ဆုံး success tool တစ်ခုဖြစ်နေလဲဆိုတာကိုဘာသာရေးဘောင်ထဲကနေထွက်ပြီးလက်တွေ့ကျကျဆွေးနွေးသွားကြရအောင်ရှင်မင်္ဂလာပါရှင်ကျမတို့ရဲ့ The Buddha Mindset Channel ကနေပြန်လည်ကြိုဆိုပါရရှင်မိတ်ဆွေတို့ရှင်ကျမတို့အားလုံးဟာအခုအချိန်မှာအရှိန်နှုန်းအင်မတန်မြန်တဲ့ပြိုင်ပွဲကြီးတစ်ခုထဲမှာရောက်နေကြတာပါအောင်မြင်မှုငွေကြေးအဆင့်အတန်းဒါတွေနောက်ကိုအမောတကောလိုက်နေရတဲ့အချိန်မှာလောကုတ်တရားလို့ပြောလိုက်ရင်ဒါတွေကအိုမနာမဘုန်းကြီးကျောင်းရောက်မှလုပ်ရမယ့်အရာတွေအခုအချိန်မှာတော့လက်တွေ့မကျဘူးလို့ထင်မိတတ်ကြတယ်မဟုတ်လားရှင်ဒါပေမဲ့မိတ်ဆွေတကယ်တော့ကျမတို့ဟာဗုဒ္ဓရဲ့တရားတော်တွေကိုဘာသာရေးဆိုတဲ့ဘောင်တစ်ခုထဲမှာပဲပိတ်လောင်ထားမိလို့ဒီလိုတွေးနေကြတာပါဒီနေ့ဗီဒီယိုမှာတော့ဗုဒ္ဓရဲ့အဆုံးအမတွေဟာအခုခေတ်ရဲ့ hostile culture ထဲမှာဘလောက်တောင်အဆင့်မြင့်တဲ့ performance tools တွေဖြစ်နေလဲဆိုတာကိုဟာကွက်မရှိအောင်အသေးစိတ်ဆွေးနွေးသွားကြရအောင်ရှင်ပထမတစ်ချက်ကတော့အာယုံစုဆိုင်မှု attention မှာပဲအခုခေတ်မှာကျမတို့ရဲ့အကြီးမားဆုံးရန်သူက noti တက်တဲ့အတန်တွေနဲ့အာယုံပြန့်လွင့်မှုတွေပါအလုပ်တစ်ခုကိုအာယုံစိုက်ဖို့စူးစမ်းလိုက်တိုင်း9မိနစ်နေရင်ဖုန်းကိုကြည့်မိနေတာကလူတိုင်းကြုံတွေ့နေရတဲ့ပြဿနာပါရှင်ဗုဒ္ဓသင်ပေးတဲ့တတိ mindfulness ဆိုတာကတရားထိုင်ရုံတသက်ပဲမဟုတ်ပါဘူးရှင်အဲ့ဒါဟာကိုယ်အုံနောက်ကိုတစ်ခုတည်းသောအရာပေါ်မှာစူးစိုက်နိုင်အောင်လေ့ကျင့်ပေးတဲ့ deep work training မှာပဲအာယုံစူးစိုက်မှုကောင်းတဲ့သူကအလုပ်တစ်ခုကိုသူများထက်3ဆပိုမြန်အောင်ပိုကောင်းအောင်လုပ်နိုင်ပါတယ်ဒါကြောင့်ဗုဒ္ဓတရားဟာအခုခေတ်မှာလက်တွေ့မကြတာလားဒါမှမဟုတ်အောင်မြင်သူတွေအတွက်အကောင်းဆုံးလျှို့ဝှက်လက်နက်လားဆိုတာစဉ်းစားကြည့်ပါရှင်ဒုတိယတစ်ချက်ကတော့စိတ်ဖိစီးမှု stress management မှာအလုပ်မှာအမှားတစ်ခုကိုကြုံလာတဲ့အခါဒါမှမဟုတ်လူမှုကွန်ရက်ပေါ်မှာဝေဖန်ခံရတဲ့အခါကျမတို့ရဲ့စိတ်ကချက်ချင်းတုံ့ပြန်တတ်ကြပါတယ်အဲ့ဒီဒေါသနဲ့စိုးရိမ်စိတ်တွေကကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုမှားယွင်းစေပါတယ်ရှင်ဗုဒ္ဓကဝေဒနာနုပတနာဆိုတဲ့နိလန်းနဲ့ခံစားချက်တွေကိုအဝေးကနေကြည့်တတ်ဖို့သင်ပေးခဲ့ပါတယ်ဒေါသဖြစ်နေတယ်လို့သိလိုက်တာနဲ့အဲ့ဒီဒေါသရဲ့အနိုင်ကျင့်မှုကိုမခံရတော့ပါဘူးအခုခေတ်မှာဒါကို emotional intelligence EQ လို့ခေါ်ကြပါတယ်ရှင် PR တွေကြားမှာတီတီငိမ့်ငိမ့်နဲ့အကောင်းဆုံးဆုံးဖြတ်ချက်ချနိုင်တဲ့သူကသာဒီခေတ်ရဲ့ခေါင်းဆောင်ဖြစ်လာမှာပါရှင်တတိယအချက်ကတော့အလွဲမားဆုံးဖြစ်တဲ့လွတ်ချခြင်း non attachment မှာလူငယ်တွေကထင်တတ်ကြပါတယ်ရှင်လွတ်ချလိုက်ရင်ငါမှာရည်မှန်းချက်တွေမရှိတော့ပဲပြင်းရည်သွားမှာပေါ့တဲ့တကယ်တော့ဗုဒ္ဓသင်ပေးတဲ့လွတ်ချခြင်းဆိုတာရလက်အပေါ်စိုးရိမ်စိတ်ကိုလွတ်ချတာကိုပြောတာပါရှင်ကျမတို့ဟာအလုပ်လုပ်နေရင်းနဲ့ငါရှုံးသွားမလားတခြားလူတွေငါ့ကိုဘာပြောကြမလဲဆိုတဲ့အတွေးတွေကြောင့်အင်အားတွေကုန်ခန်းနေရပါတယ်အဲ့ဒီစိုးရိမ်ပူပန်မှုတွေကိုလွတ်ချလိုက်ပြီးလက်ရှိလုပ်နေတဲ့အလုပ်ပေါ်မှာပဲအာယုံအပြည့်စိုက်လိုက်ရင်ရလက်ကလိုကောင်းလာမှာပါရှင်ဒါဟာအရှုံးပေးတာမဟုတ်ပါဘူးပန်းနိုင်ကိုအမြန်ဆုံးရောက်ဖို့မလိုလားအပ်တဲ့အထုပ်ပိုးတွေကိုလွတ်ချလိုက်တာပါရှင်မိတ်ဆွေတို့ရှင်ကျမတို့တရားဓမ္မနဲ့ဝေးကွာနေရတာဟာအယူအဆအချို့ကိုအတိတ်ပဲအကောက်လွဲနေလို့ပါပဲ
လူများစုအထင်မှားနေတဲ့အချက်၃ချက်ကိုခေတ်သစ်အမြင်နဲ့ပြန်ကြည့်ရအောင်လားရှင်ပထမဆုံးတစ်ချက်ကတရားထိုင်နေဆိုတာကိုအချိန်အားတဲ့သူတွေမှလုပ်ရမယ်အချိန်ဖြုံးတဲ့အလုပ်လို့ထင်နေကြတာပါပဲဒါပေမဲ့တကယ်တော့တရားထိုင်နေဆိုတာမိတ်ဆွေရဲ့အုံနောက်ကို system reboot လုပ်လိုက်တာပါပဲရှင်ဖုန်းတစ်လုံးအရန်ဟန်းနေရင်ကျမတို့ restart ချလိုက်တယ်လို့ပါပဲတရားထိုင်ခြင်းကမိတ်ဆွေရဲ့ရှုပ်ထွေးနေတဲ့အတွေးတွေကိုရှင်းလင်းပေးပြီးအလုပ်တွေကိုပိုပြီးထိထိရောက်လုပ်နိုင်အောင်အားပြန်သွင်းပေးတာပဲဖြစ်ပါတယ်ရှင်ဒုတိယတစ်ချက်ကရောင်ရဲခြင်းပါရှင်ရောင်ရဲရမယ်လို့ပြောလိုက်ရင်ဘာမှဆက်မကြိုးစားတော့ပဲအောက်ခြေမှာပဲတုံနေရမယ်လို့ထင်တတ်ကြပါတယ်ရှင်ဒါဟာအင်မတန်မှားနေတဲ့အထင်မှားတစ်ခုပါပဲဗုဒ္ဓဆိုလိုတဲ့ရောင်ရဲခြင်းဆိုတာကြိုးစားမှုတွေကိုရက်လိုက်ဖို့ပြောတာမဟုတ်ပါဘူးရှင်ကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုမထိခိုက်စေပဲအေးချမ်းနဲ့ပို့ပြီးကြိုးစားနိုင်ဖို့လောင်စာဖြည့်ပေးတာပါရှင်ကို့မှာရှိတာလေးကိုတန်ဖိုးထားတတ်မှသာအားအင်အပြည့်နဲ့ပုံမုံမြင့်မားတဲ့ပန်းနိုင်တွေကိုတက်လန်းနိုင်မှာပါရှင်နောက်ဆုံးတစ်ချက်ကတော့လူငယ်တွေအကြောက်ဆုံးဖြစ်တဲ့လွတ်ချခြင်းပါပဲလွတ်ချလိုက်ပါဆိုတာနဲ့ကိုယ့်ရဲ့အိမ်မက်တွေရီမန်းချက်တွေကိုဆွန့်လွတ်ပြီးဘာမှမလုပ်ဘဲထိုင်နေရတော့မယ်လို့ထင်နေကြတာလားရှင်တကယ်တော့လွတ်ချခြင်းဆိုတာမိတ်ဆွေရဲ့ပခုံးပေါ်ကမလိုလားအပ်တဲ့အထုပ်ပိုးတွေကိုလွတ်ချတာပါသူများတွေဘာပြောမလဲငါရှုံးသွားမလားဆိုတဲ့စိုးရိမ်စိတ်တွေဖိစီးမှုတွေကိုဖယ်ထုတ်လိုက်တာဟာပန်းနိုင်စီကိုပိုးပြီးပေါ့ပါပါနဲ့အမြန်ဆုံးပြေးနိုင်ဖို့အတွက်ဖြစ်ပါတယ်ရှင်မိတ်ဆွေတို့ရှင်ဗုဒ္ဓတရားဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်က advice အဟောင်းကြီးမဟုတ်ပါဘူးရှင်ဒါဟာအခုခေတ်ရဲ့ရှုပ်ထွေးလာတဲ့ပြိုင်ပွဲကြီးထဲမှာအေးဆေးနဲ့အောင်မြင်မှုပန်းနိုင်ကိုတက်လန်းနိုင်မဲ့ tools တွေပဲဖြစ်ပါတယ်ရှင်ဒီနေ့ရစပြီးဗုဒ္ဓတရားကိုဘုန်းကြီးကျောင်းမှာပဲမထားခဲ့ပါနဲ့ကိုယ့်ရဲ့ဇပွဲကုံပေါ်ကိုယူဆောင်လာခဲ့ပါရှင်အခုလိုခင်မီတဲ့ဗုဒ္ဓအမြင်တွေနဲ့ဘဝကိုအကောင်းဆုံးတည်ဆောက်ခြင်းရင် The Buddha Mindset Channel ကို Subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်မိတ်ဆွေတို့ရောကိုဘဝရဲ့ဘလို့နေရာတွေမှာဗုဒ္ဓတရားတော်တွေကိုလက်တွေ့အသုံးချနေကြလဲဆိုတာ comment မှာဝေမျှပေးသွားပါအောင်ရှင်မိတ်ဆွေတို့အားလုံးအသိဉာဏ်အလင်းနဲ့အောင်မြင်နိုင်ကြပါစေရှင်